ကြီးခုံစားဒီတေတို့ရေမမြဝေဘယ်နဲ့ကိုမနေနိုင်တော့ဘူးရှင်အရင်နမကြီးခုံရတယ်ရှင်အိုဟိုဒီကိုကြီးဆိုရင်အသက်40ကျော်ပြီရှင်အလုံးတစ်ဖက်နဲ့အားလဲချိန်လေးမှာညီမတို့လာပြီးတော့စူးစမ်းနေတဲ့ဒီ drawbridge အဲ့ထဲမှာအားလဲချိန်လေးမှာဖုံသုံးလာပြီးတော့စူးစမ်းတာရှင်အရင်နမကြီးခုံနဲ့တရေစာဝင်ပေးဝင်တော့ကြော်တော့မရတယ်အိုးဟိုထက်တူဝမ်းတာပါတယ်အကိုကြီးရေအိုးအရန်နမကြီးခုံးတယ်ဒီ application အမှဆိုရင်တကယ်လက်တွေ့စူးစမ်းတဲ့သူတိုင်းတကယ်ရလေးရတယ်ဘသူမဆိုစူးစမ်းလို့ရတယ်ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဘသူမဆိုခွေးကြတာမရှိဘူးနော်ဖုံတုံးတဲ့သူတိုင်းဘသူမဆိုလာပြီးတော့စူးစမ်းလို့ရပါတယ်စီအရန်နမကြီးခုံးတယ်အခုညီမရဲ့ဗီဒီယိုလေးကြည့်နေတာကိုမတွေလည်းပေါ့နော်ဒီဦးလေးလိုမျိုးပဲညီမတို့လိုမျိုးအလုပ်တစ်ပတ်နဲ့အားလဲချင်တယ်မှာဖုံသုံးလာပြီးတော့စူးစမ်းချင်နေဆိုရင်လည်းရတယ်စီကိုကိုနဲ့အသေးစိတ်ကအစားအလုပ်ရဲ့အကြောင်းအရာတွေလက်ဖို့လုပ်တွေကိုကိုနဲ့သွားလေ့လာလို့ရပါတယ်ရှင်လေ့လာပြီးတော့ကြိုက်တဲ့ okay တွေဆိုတော့ညီမနဲ့တူလာပြီးတော့စူးစမ်းလို့ရတယ်ဒီဦးလေးဒီလိုမျိုးရတာကညီမတို့လိုမျိုးပဲညီမတို့လိုမျိုးအခမဲ့ free တင်ပြပေးတယ်မမသမီးလေးဖွင့်မှာတကယ်လက်တွေ့တင်ပြီးတော့တကယ်လက်တွေ့ပြန်ပြီးတော့စူးစမ်းတွေ့ချောင်းလို့ဒီလိုမျိုးရလေရတာစီအရင်နမကြီးကုန်တဲ့တေးတွေဘိုင်